အားလုံးပဲမင်္ဂလာပါမြတ်တဲ့နေ့တွေမှာဘုရားသခင်ပေးတဲ့မင်္ဂလာအကြောင်းကိုပြောခြင်းကြားနာခြင်းဘုရားသခင်နဲ့အတူချီးမွမ်းခြင်းမှုလျော်ခြင်းဘုရားသခင်နဲ့သွားလာခြင်းအားဖြင့်အချိန်တွေကိုဘုရားသခင်ထံပြန်ပြီးမှဆက်ကရအောင်ဘုရားနှုတ်ကပတ်တော်ကိုနားထောင်တဲ့သူအားလုံးကနားအားဖြင့်မင်္ဂလာရှိတော်သူနှလုံးအားဖြင့်မင်္ဂလာရှိတော်သူပြောကြားခြင်းအားဖြင့်မင်္ဂလာရှိတော်သူဖြစ်ကြဖို့အတွက်နှုတ်ကပတ်တော်ကဘုရားသခင်ကကျွန်တော်တို့ကိုမင်္ဂလာဆိုတဲ့စကားကိုပြောထားခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဆင်ခြင်နှလုံးသွင်းဖို့အတွက်ကဘုရားသခင်ကဘယ်သူလဲဘုရားသခင်ရဲ့တန်ကဘယ်လိုမျိုးလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့သိနေတဲ့ဘုရားကျွန်တော်ကိုးကွယ်နေတဲ့ဘုရားကဘယ်လိုမျိုးလဲဆိုတဲ့အကြောင်းကိုဒီနှုတ်ကပတ်တော်အားဖြင့်ဘုရားကကျွန်တော်တို့အသိလင်းပြောထားခြင်းဖြစ်တဲ့အကြောင်းအရာ၃ခုနဲ့ဒီနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ဆင်ခြင်နှလုံးသွင်းရင်ဘုရားကဘယ်လိုမျိုးပုံသဏ္ဍာန်လဲဆိုတဲ့အကြောင်းကိုတွေ့လာရခြင်းဖြစ်တယ်အဲ့ဒါကသခင်ခရစ်တော်ကိုယ်တိုင်ပြောထားတဲ့ဘုရားအကြောင်းဖြစ်တယ်ဘယ်လိုမျိုးပုံစံလဲဘယ်လိုမျိုးဖြစ်လဲဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့နှလုံးသွင်းဆင်ခြင်ရအောင်ကျွန်တော်တို့သိတဲ့ဘုရားနဲ့အခုပြောတဲ့ဘုရားကတူတူဖြစ်လားဆိုတဲ့အရာကိုကျွန်တော်ဆင်ခြင်သွားမှာဖြစ်တယ်အကြောင်းအရာ၃မျိုးထဲကပထမတစ်ခုကနီကိုဒင်းဆိုတဲ့ဓမ္မဆရာတယောက်ကသခင်ခရစ်တော်စီသွားပါတယ်သူညအချိန်လို့ပြောတယ်ညအချိန်လို့ပြောတဲ့အကြောင်းအရာကတော့သူကရှမာရိလူမျိုးလေးဖြစ်တယ်ပြီးတော့ဓမ္မဆရာတယောက်လည်းဖြစ်တယ်။ဘာဖြစ်လို့ညအချိန်သွားရတာလဲဆိုရင်နေ့အချိန်သွားရင်သူများမြင်လိမ့်မယ်။အဲ့ဒီချိန်မှာအဲ့ဒီခါမှာပေါ့နော်။အဲ့ဒီရှမာရိလူတွေကသခင်ခရစ်တော်ကိုလုံးဝလက်ခံလို့မရအောင်ယုံကြည်လို့မရအောင်။ဘာဖြစ်လို့လဲသခင်ခရစ်တော်ပြောတဲ့အကြောင်းအရာနဲ့သူတို့ရဲ့ဥပဒေကလုံးဝမကိုက်ညီဘူး။အဲ့ဒါကြောင့်သခင်ခရစ်တော်အကြောင်းကိုပြောတဲ့သူသခင်ခရစ်တော်ရဲ့နာမကိုအသုံးပြုတဲ့သူသခင်ခရစ်တော်နှောက်လိုက်နေတဲ့သူတွေအားလုံးကိုသူတို့ရဲ့အထဲကနေနှုတ်ပစ်မယ်နှုတ်ပယ်မယ်ဆိုပြီးတော့သူတို့တတ်မှတ်ခြင်းဖြစ်တယ်အဲဒါကြောင့်နီကိုဒင်းဆိုတဲ့ကနေ့မသွားရေးတာသူကယုံတော့ယုံကြည်တယ်ဒါပေမဲ့ပုံပွင့်လေးသူဝန်မခံရဲဘူးအဲ့ဒီတော့ညသွားရင်သူများလည်းမမြင်ဘူးအဲကြောင့်သူခိုးသွားရခြင်းဖြစ်တယ်သခင်ခရစ်တော်နားသွားတော့သခင်ခရစ်တော်ကသူ့ဘာပြောလဲဆိုရင်လူတွေကတဲ့ငါအမေရိကန်ဆိုဒီကလို့ပြောတယ်အဲ့ဒီအမေရိကန်ဆိုဒီကဆိုတဲ့အကြောင်းအရာကသူကအလကားပြောတာမဟုတ်ဘူးစော့ပြီးမှပြောတာမဟုတ်ဘူးညာပြီးမှလိန်ပြီးမှပြောတာမဟုတ်ဘူးအမေရိကန်ဆိုဒီကတကယ်ခွန်အားရစရာဖြစ်တဲ့တကယ်တိကျတဲ့အဖြစ်တစ်ခုဖြစ်တယ်သခင်ခရစ်တော်ရဲ့နှုတ်ကပတ်တော်တစ်ခုဖြစ်တယ်။ငါမကန်ဆိုဒီကားတဲ့လူတွေကတဲ့ဒုတိယမွေးခြင်းမခံရင်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုမမြင်ရလို့ပြောတယ်။အဲ့ဒါကိုနီကိုဒင်းဆရာကနားမလည်ဘူးသဘောမပေါက်ဘူး။အဲ့ဒီတော့ဘယ်လိုဖြစ်နိုင်မှာလဲတဲ့ကျွန်တော်တို့လူကြီးတွေကအမိဝမ်းတဲ့ဝင်ပြီးတော့တခါပြန်ပြီးဘယ်လိုမွေးဖွားရမှာလဲတဲ့မွေးခြင်းခံရမှာလဲပေါ့။အဲ့တော့ခရစ်တော်ကတခါပြန်ပြောတယ်။ငါမကန်ဆိုဒီကားတဲ့ယင်းနေ့ဝိညာဉ်တော်မမွေးတော်တူမီတီကဘုရားသခင်နိုင်ငံတော်သို့မဝင်ရလို့ထပ်ပြောတယ်အပေါ်မှာကျတော့မမြင်ရအဲ့ဒီမှာကျတော့အောက်မှာကျတော့မဝင်ရလို့ပြောတယ်အဲ့တော့ဇာတိမွေးတဲ့သူကဇာတိဖြစ်တယ်တဲ့ဇာတိမွေးတာနော်ဇာတိမွေးတာအဲ့တော့ဝိညာဉ်တော်မွေးတဲ့သူကဝိညာဉ်ဖြစ်တယ်တဲ့ဇာတိမွေးတာနဲ့ဝိညာဉ်မွေးခြင်းတစ်ခုကိုသူပြောနေခြင်းဖြစ်တယ်အဲ့တော့ဝိညာဉ်မွေးတဲ့သူကဝိညာဉ်ဖြစ်တယ်တဲ့ဟာဒါမှဖြစ်နိုင်ဘူးတဲ့နီကိုဒင်းကျတော့သူနားမလည်နိုင်ဘူးအဲ့ဒီတော့သခင်ခရစ်တော်ကပြောတယ်ဒီလောကအရာနဲ့သူနိုင်ရှင်ပြီးတော့ပြောတဲ့အချိန်မှာမင်းကဓမ္မဆရာပြည့်နေအဲ့ဒါကိုနားမလည်ဘူးဆိုရင်ကောင်းကင်နိုင်ငံအကြောင်းကိုငါပြောတဲ့အချိန်မင်းကပို့ပြီးမှနားမလည်ဘူးလို့သခင်ခရစ်တော်ကနီကိုဒင်းကိုပြန်ပြီးမှပြောလိုက်ခြင်းဖြစ်တယ်။လေကဘယ်ဖက်နေတိုက်လာပြီးတော့ဘယ်ဖက်တိုက်သွားမှလဲဆိုတာမသိနိုင်ဘူးတဲ့ကျွန်တော်လူသားတွေမသိနိုင်ဘူး။အဲ့ဒီတော့ဝိညာဉ်တော်မွေးတဲ့သူကထိုနီး၎င်းဖြစ်တယ်တဲ့။ဆိုလိုတာကလေလိုမျိုးတူတယ်။လေကြတော့ရှစ်မှန်းသိတယ်ကျွန်တော်အသက်ရှူရတာလေကြောင့်အသက်ရှင်နေတာလေအဲ့ဒီခန္ဓာကိုယ်အသက်ပေါ့နော်လေကြောင့်အသက်ရှင်နေတာလေကရှင်းမှန်းသိတယ်မမြင်ရဘူး၊ကင်လို့မရဘူးပြီးတော့ဘယ်လိုမျိုးအယောင်ဖြစ်လဲဆိုတာဘာအယောင်လဲဆိုတာဘယ်လိုမှပြောလို့မရဘူးဒါပေမဲ့သူကအတန်ရှိတယ်လေကအတန်ရှိတယ်တိရွက်လောက်တာကိုကြည့်ချင်းအားဖြင့်လေတိုက်နေတယ်ဆိုတာလက်ခံနိုင်တယ်လေလူတိုင်းလက်ခံတယ်လေကဲပထမအကြောင်းအရာကလေနဲ့ဝိညာဉ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူခံနိုင်ထားခြင်းဖြစ်တယ်ကဲဒုတိယအကြောင်းကျတော့ရှမရိမျိုးမိတယောက်ကရေတွင်းနားမှာရေခက်နေတယ်အဲ့ဒီရေတွင်းကျတော့သူတို့ငါတို့အပတ်ရာကုတ်ပေးထားတဲ့ရေတွင်းလို့သူပြောခဲ့တယ်အဲ့ဒီရှမရိအမျိုးသမီးပေါ့နော်အဲ့တော့အဲ့ဒီရေကိုတောက်တဲ့သူကဘာဖြစ်လဲသူတို့အနာရောဂါငြိမ်းတယ်လို့သူတို့အဲ့လိုယုံကြည်တယ်
အဲ့တော့ရကုတ်ပေးထားတဲ့တောင်ရှိတယ်အဲ့ဒီတောင်ကိုလာပြီးဆူတောင်းတဲ့သူကဆူတောင်းကြည့်တယ်ဆိုပြီးတော့သူတို့ကအဲ့ဒီခေတ်အဲ့ဒီခါမှာအဲ့လိုမျိုးယုံကြည်ခြင်းရှိတယ်အဲ့ဒီရှမရိမြို့သမီးစီသခင်ခရစ်တော်သွားပြီးတော့အဲ့ဒီချိန်ကညအချိန်ဖြစ်တယ်ပြောတယ်ည6နာရီချိန်ဘာဖြစ်လို့ည6နာရီလို့ပြောရတာလဲဆိုရင်အဲ့ဒီရှမရိမြို့သမီးကသူများမရှိတဲ့အချိန်သွားခြင်းဖြစ်တယ်အဲ့တော့ခရစ်တော်ကပြောတယ်ရေတစ်ခွက်တိုက်ပါအောင်တဲ့အဲ့လိုပြောတဲ့အချိန်ရှမရိမြို့သမီးကပြောတယ်သခင်နဲ့သခင်ကယူဒလူမျိုးဖြစ်တယ်တဲ့ကျမရှမရိလူမျိုးကိုဘာဖြစ်လို့စကားလာပြောတာလဲတဲ့ဘာဖြစ်လို့ဒီလိုပြောခြင်းဖြစ်လဲဆိုရင်အဲ့ဒီခေတ်အဲ့ဒီခါမှာယူဒလူမျိုးနဲ့ရှမရိလူမျိုးကသူတို့မတက်ကြဘူးအဲ့တော့ယူဒလူမျိုးကရှမရိလူမျိုးကိုနှိမ်တယ်သူတို့လုံးဝအထင်မကြီးဘူးအဲ့တော့မင်းစီမှာရှိတဲ့ရေကတောက်ပြင်းရင်နောက်တစ်ခါစာအောင်မယ်တဲ့ငါမှာဘယ်တော့မှတစ်ခါတောက်ပြီးဘယ်တော့မှပြန်မစားတဲ့အသက်ဆန်းရည်ရှိတယ်တဲ့သခင်ခရစ်တော်ကအဲ့ဒီရှမရိမြေသမီးကိုပြောလိုက်တဲ့အချိန်မှာသွားလို့တဲ့မင်းရဲ့လင်ကိုသွားခေါ်ပါတဲ့ပြန်ပြီးတော့သွားခေါ်ပါတဲ့အဲ့လိုပြောတဲ့အချိန်ရှမရိမြေသမီးကကျမမှလင်မရှိဘူးတဲ့အဲ့လိုပြောတဲ့အချိန်သခင်ခရစ်တော်ကအေးတဲ့မင်းကအခုစကားအမှန်ကိုပြောပြီးတဲ့မင်းပြောတဲ့စကားကမှန်နေတဲ့မင်းမှာလင်9ဦးရှိပြီတဲ့အခုမင်းနဲ့သူရှိနေတဲ့လင်ကလည်းမင်းရဲ့လင်မဟုတ်ဘူးတဲ့ဆိုလိုတာကအဲ့ဒီမိန်းမကဘာလဲသူကပြစ်ဒဏ်ဖြစ်တယ်ငွေရှာတဲ့မိန်းမဖြစ်တယ်အဲ့ဒီတော့သူကလက်ထတဲ့ယောက်ျားမရှိသေးဘူးအဲ့ဒါကြောင့်သူကဒီလိုပြောတဲ့ဟာကိုသခင်ခရစ်တော်ဒီလိုပြောတဲ့ဟာကိုသူအံ့ဩသွားတယ်ကျမရဲ့အကြောင်းငါရဲ့အကြောင်းအားလုံးကိုသူသိမိပါလားဆိုတဲ့ဟာအဲ့ဒီတော့သူဒီမှာလာပြီးရေခတ်ရတဲ့အကြောင်းကလည်းသူများနဲ့သူအပေါင်းဖော်လှုပ်ခြင်းမရှိဘူး။ဘာဖြစ်လို့လဲသူရှက်နေတယ်။သူများလည်းသူ့ကိုပေါင်းဖော်ခြင်းမလုပ်ဘူး။သူကငွေရှာတဲ့မိန်းမဖြစ်တာမို့လို့အဲ့တော့နဲ့ပဲသူကလူများမရှိတဲ့အချိန်လူသူတွေမရှိတဲ့အချိန်ကြည့်ပြီးတော့ရေလက်ခတ်ရခြင်းဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်။အဲ့တော့အဲ့ဒီရှမရိကသူအံ့ဩသွားပြီးတော့ပြောတယ်။မရှိဆိုတာကြွလာမယ်ဆိုတာသူတို့ယုံကြည်တဲ့သူတို့စောင့်နေတဲ့အဲ့ဒီမရှိကြွလာမယ်ဆိုတာသူတို့စောင့်မျှော်နေတဲ့အခုသခင်ကအဲ့ဒီမရှိလားလို့ခရစ်တော်ကိုမေးလိုက်ခြင်းဖြစ်တယ်ခရစ်တော်ကပြန်ပြောလိုက်တယ်အခုမင်းပြောနေတဲ့မရှိကငါပဲတဲ့အာမင်အဲ့ဒီတော့သခင်ကကျမတို့အဘယာကုပ်တဲ့ပိုကြီးမြတ်တာလားတဲ့သူကဖျားဘယ်သူလဲဆိုတာသူတို့မသိဘူးမသိသေးဘူးအဲ့ဒါကြောင့်သူကဆက်ပြီးမှလာမယ်မရှိဆိုတဲ့သူကိုစောင့်နေရခြင်းဖြစ်တယ်အဲ့တော့သခင်ခရစ်တော်ပြန်ပြောလိုက်တယ်မင်းတို့ကကိုမသိတဲ့အရာကိုကိုးကွယ်နေတာတဲ့ဘုရားသခင်ကနံဝိညာဉ်ဖြစ်တော်မူတယ်တဲ့ကိုးကွယ်တော့သူမှန်သမျှသည်ဘုရားသခင်ကိုကိုးကွယ်တော့သူမှန်သမျှသည်နံဝိညာဉ်နေ၎င်းတစ္ဆာနေ၎င်းကိုးကွယ်ရမယ်လို့ငါတို့ကကိုသိတဲ့အရာကိုကိုးကွယ်နေတယ်လို့သခင်ခရစ်တော်ကပြန်ပြီးမှမိတ်ကြားခဲ့ပါတယ်အဲ့တော့ဒီမှာနားထောင်ကြည့်မယ်ဆိုရင်ပေါ့နော်စင်ကြင်ကြည့်မယ်ဆိုရင်ဘုရားသခင်နဲ့နံဝိညာဉ်ဖြစ်တော်မူ၏ကိုးကွယ်တော့သူမှန်သမျှသည်နံဝိညာဉ်နေ၎င်းတစ္ဆာနေ၎င်းကိုးကွယ်ရမယ်နံဆိုတာကနာမကိုနာမည်ကိုကိုးစားပြုတယ်အဲ့တော့နံဆိုတဲ့အရာကယေရှုကိုပြောနေခြင်းဖြစ်တယ်နာမကိုပြောနေခြင်းဖြစ်တယ်အဲ့တော့ဝိညာဉ်ကယေရှုရဲ့နာမည်ကိုယေရှုရဲ့နာမကိုတစ္ဆာရှိပြီးတော့ကိုးကွယ်ရမယ်ဆိုတဲ့အကြောင်းထွက်လာပါတယ်အဓိပ္ပာယ်ထွက်လာပါတယ်နံဝိညာဉ်ဆိုတာကကျွန်တော်တို့မမြင်ရဘူးကြိုင်လို့မရဘူးကြည့်မြင်လို့မရဘူးဘယ်အယောင်လေးပြောလို့မရဘူးပထမသခင်ပြောတဲ့လေနဲ့အခုသခင်ပြောတဲ့ဝိညာဉ်ကြတော့အတူတူပါပဲပုံတန်ချင်းတူပါတယ်မြင်လို့မရဘူးကြိုင်လို့မရဘူးဒါပေမဲ့ရှင်းမှန်းတော့သိတယ်အတန်တော့ရှိတယ်ကဲဒုတိယတစ်ခုကသူကဝိညာဉ်ကိုပြောလိုက်ခြင်းဖြစ်တယ်ပထမတစ်ခုကလေနဲ့ခံနိုင်ထားတယ်ဒုတိယတစ်ခုကနံဝိညာဉ်ဖြစ်တယ်လို့ခရစ်တော်ကိုယ်တိုင်ပြောတဲ့နှုတ်ကပတ်တော်ဖြစ်တယ်အဲ့တော့တတိယတစ်ခုကြတော့ငါက3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်မယ်လို့သခင်ခရစ်တော်ပြောထားခြင်းဖြစ်တယ်အဲ့ဒီ3ရက်မြောက်တဲ့နေ့မှာတပည့်တော်ကြီးတွေကတမန်တော်ကြီးတွေကကြောက်ပြီးတော့သူတို့တကားအလုံးပိတ်ပြီးတော့အိမ်ထဲမှာကြိုးစားပြီးတော့ဆူတောင်းနေတယ်လို့ပြောတယ်အဲ့တော့သူတို့တကားပိတ်ထားတယ်ဘာဖြစ်လို့ကြောက်နေတာလဲဆိုရင်အဲ့ဒီခါမှာအပြင်မှာထွက်ပြီးတော့သွားရင်ယေရှုရဲ့တပည့်ပဲလို့သူများမှတ်မိပြီးတော့သူတို့လာဖမ်းမှာသူတို့လာရိုက်မှာသူတို့လာတတ်မှာဆိုလို့အဲ့ဒီခါမှာယေရှုကို
အမိပြုတ်ပြီးတော့ယေရှုနာမကိုအမိပြုတ်ပြီးတော့ဘယ်တော့မှမပြောနဲ့ဘယ်သူမှပြောခွင့်မပေးတဲ့အချိန်ဖြစ်တယ်အဲဒါကြောင့်သူတို့ကြောက်ပြီးတော့ကြိုးစားပြီးမှဆူတောင်းနေတဲ့အချိန်မှာဘယ်သူမှတကားမဖွင့်ပေးပါဘူးယေရှုကသူတို့အလယ်မှာဘွားကနေပေါ်လာတဲ့အချိန်ဟာတစီတရေလာပြီဆိုပြီးတော့သူတို့ကကြောက်လန့်ကြတယ်လို့တွေ့ရတယ်အဲ့တော့သခင်ခရစ်တော်ကပထမသူတို့နှုတ်ဆက်လိုက်တာသင်တို့၌ညင်သက်ခြင်းရှိပါစေတဲ့အာမင်အဲ့ဒီညင်သက်ခြင်းကအင်မတန်တမိုးရှိတယ်သခင်ခရစ်တော်စီကနေလာတဲ့ညင်သက်ခြင်းရတဲ့သူကအမှန်တကယ်ညင်သက်တဲ့သူဖြစ်တယ်အဲ့ဒီတော့မကြောက်နဲ့ငါပင်ဖြစ်တယ်လို့ပြောတဲ့အချိန်မှာသခင်ခရစ်တော်ပြောလိုက်တဲ့အရာကိုသူတို့ယုံကြည်ပြီးတော့သူတို့ကခရစ်တော်ဖြစ်ကြောင်းကိုယုံကြည်သွားတယ်အဲ့ဒီချိန်မှာပထမတစ်ခေါက်ကသောမတ်မရှိဘူးသောမတ်မရှိတော့နောက်တစ်ခါသူတို့ဒီလိုပဲပြန်ဆူတောင်းနေတဲ့အချိန်မှာခရစ်တော်ကပြန်လာတယ်သောမတ်အတွက်ပေါ့နော်အဲ့တော့သောမတ်ဟိုလာတော့သောမတ်ကကင်ကြည့်မယ်ထိကြည့်မှယုံမယ်လို့သူပြောထားတာသူ့တငယ်ချင်းတွေသူ့တပည့်တော်ကြီးတွေသူ့တငယ်ခရစ်တော်ရဲ့တပည့်တော်ကြီးတွေသူ့ကိုလာပြောနေချင်းသူမယုံလို့သူကကင်ကြည့်မှယုံမယ်လို့ပြောထားလို့တခင်ခရစ်တော်ပေါ်လာတဲ့အချိန်အဲ့ချိန်မှာလည်းသူတို့အကလုံးလှန့်ပါတယ်လှန့်မယ်ကြောက်ကြတယ်အဲ့ချိန်မှာလည်းခရစ်တော်ကနှိမ့်သိမ့်ပေးရတယ်မကြောက်နဲ့ငါပင်ဖြစ်တယ်သင်တို့နဲ့ညီတဲ့အချင်းရှိပါစေဆိုပြီးတော့ဒီခါပြန်ပြီးနှိမ့်သိမ့်ပေးပါတယ်အဲ့ချိန်မှာသောမတ်လာမင်းကလိုက်ကင်ကြည့်ဆိုပြီးတော့ပြောတဲ့အချိန်သောမတ်ကသွားပြီးတော့ကင်ကြည့်တဲ့အချိန်မှာအသားနဲ့အယိုးတွေကိုသူကင်မိတဲ့အချိန်မှာတစီတရေတာဖြစ်ရင်ဝိညာဉ်ပဲဖြစ်လို့ကင်လို့မရဘူးအဲ့ဒီတော့သူကကင်ကြည့်မှနေရိုးကိုထိကြည့်မှပဲအော်ကျွန်တော်တခင်ကျွန်တော်ဖျားဆိုပြီးတော့သူအမှန်တကယ်ယုံကြည်သွားတယ်အဲ့ဒီမှာခရစ်တော်ပြောတဲ့နှုတ်စကားပေါ့နော်သောမတ်တဲ့မင်းကငါ့ကိုမြင်လို့တော့ယုံတာတဲ့ငါ့ကိုမမြင်မဲနဲ့ယုံတဲ့သူကမင်္ဂလာရှိတယ်လို့ပြောလိုက်တာဖြစ်တယ်ဒီမှာဆင်ခြင်ကြည့်တဲ့အချိန်မှာပေါ့နော်ငါ့ကိုမြင်မဲနဲ့ယုံတဲ့သူကငါ့ကိုမမြင်မဲနဲ့ယုံတဲ့သူကပို့ပြီးမှမင်္ဂလာရှိတယ်လို့သူမပြောမမြင်မဲနဲ့ယုံတဲ့သူကမင်္ဂလာရှိတယ်တဲ့အာမင်အဲ့တော့ကျွန်တော်တို့မြင်နေတဲ့အရာကိုယုံနေလားတွေ့ရတဲ့အရာကိုယုံနေလားထိကြည့်လို့ရတဲ့အရာကိုယုံနေလားကင်ကြည့်လို့ရတဲ့အရာကိုကျွန်တော်ယုံနေလားဆိုတာဒီမှာခရစ်တော်ကပြောနေခြင်းဖြစ်တယ်မြင်ရတဲ့အရာကိုမြင်ရတဲ့အရာရဲ့ရှေ့မှာကျွန်တော်တို့ထောက်ပြီးမှဆူတောင်းနေလားမြင်ရတဲ့အရာရဲ့ရှေ့မှာကျွန်တော်တို့ဝတ်ပြုတ်နေလားစုယုံပြီးတော့ဝတ်ပြုတ်နေလားဆိုတဲ့အရာကိုကျွန်တော်တို့စင်တင်နှလုံးသွင်းရမှာဖြစ်တယ်အဲ့ဒီလူကမြင်ရတဲ့အရာရဲ့ရှေ့မှာဆူတောင်းနေတဲ့သူဝတ်ပြုတ်နေတဲ့သူကမင်္ဂလာမရှိဘူးလို့ပြောနေခြင်းဖြစ်တယ်တခင်ခရစ်တော်ကနော်ဘာဖြစ်လို့လဲဆိုတော့မမြင်မဲနဲ့ယုံတဲ့သူမှတာလေမင်္ဂလာရှိတယ်လို့ပြောထားခြင်းဖြစ်တယ်အာမင်မမြင်မဲနဲ့ယုံတဲ့သူကဘယ်သူတွေလဲလေနဲ့တူတယ်နော်လေနဲ့တူတယ်ပြီးတော့ဝိညာဉ်ကိုယုံတဲ့သူဖြစ်တယ်အဲ့တော့မမြင်မဲနဲ့ယုံနေတဲ့သူဖြစ်တယ်အာမင်ပေါလုတို့ပေတလူတို့သူတို့တက်တည်ခံနေတယ်လေလူလက်နဲ့လှုပ်တဲ့အယံမှန်တွေမြတ်ကမြင်ရတယ်လေအဲ့ဒီတော့လူလက်နဲ့လှုပ်တဲ့အယံမှန်တွေမြတ်ဖျားမဟုတ်ဘူးလို့သူတို့တက်တည်ခံနေတယ်အဲ့လိုလူမျက်စိနဲ့မြင်ရတဲ့အရာအားလုံးကဖျားမဟုတ်ဘူးလို့သူတို့ကလိုက်ပြီးတော့တက်တည်ခံတယ်ဒီမှာကျမ်းစာအပြင်တွေ့ရတာအဲ့တော့ကြောင့်မြင်ဘက်နဲ့ယုံတဲ့သူကျွန်တော်ဖြစ်နေလားဆိုတာစမ်းစစ်ကြည့်ဖို့လိုတယ်စစ်မှန်တော့ဖျားဆိုတာကဖျားအတုတည်အများကြီးရှိလို့စစ်မှန်တဲ့ဖျားဆိုတာကတဆူတည်းရှိတယ်အာမင်မှန်ကန်တဲ့ဖျားအမှန်တကယ်ဖျားဖြစ်တဲ့ဖျားကအသက်ရှင်တော်ဖျားဖြစ်တယ်ကမ္ဘာမိုးမြေကိုဖန်ဆင်းတဲ့ဖျားဖြစ်တယ်အာမင်မာယွင်းမှာဆိုလို့တခင်ခရစ်တော်ကခရစ်တော်အယောင်ဆောင်တော်သူနေမိစ္ဆာပရောဖက်တို့ဆိုတာကစာတန်တွေအများကြီးငါကယေရှုပဲငါကခရစ်တော်ပဲဆိုပြီးတော့ငါကခရစ်တော်ပဲဆိုပြီးတော့အမှန်တကယ်ငါတို့ရှေ့မှာပေါ်လာမယ်ဆိုတာကမြင်ရတဲ့အရာဖြစ်တယ်ငါကယေရှုပဲလို့ပြောနေခြင်းဖြစ်တယ်ငါကခရစ်တော်ပဲလို့ငါကကေတီရှင်ပဲလို့ယေရှုရဲ့နေရာမှာကိုနေတယ်လို့ပြောတယ်အဲ့ဒါကဘာလဲဆိုရင်မြင်ရတဲ့အရာဖြစ်တယ်ကျွန်တော်တို့တွေ့ရတဲ့အရာဖြစ်တယ်ထိလို့ရတဲ့အရာဖြစ်တယ်တို့ဂိုင်လို့ရတဲ့အရာဖြစ်တယ်အဲကြောင့်ခရစ်တော်ကမမြင်မဲနဲ့ယုံတဲ့အရာကကျွန်တော်ယုံပြီးပြီလားမမြင်မဲနဲ့ကျွန်တော်ယုံကြည်နေလားဆိုတဲ့အရာကိုကိုယ့်အကိုစမ်းစစ်ကြည့်ပါအဲ့တော့ဘာဖြစ်လို့လဲဆိုတော့လွဲမားတဲ့လမ်းကိုမရောက်စေအောင်ဘုရားကတနာလို့ဘုရားကလူကိုချစ်လို့ကျွန်တော်အစ်စ်အလန်းအမှန်တကယ်ဘုရားစစ်မှန်တဲ့ဘုရားကိုရရှိဖို့အတွက်ဘုရားကကျွန်တော်တို့ကတတိပေးနေခြင်းဖြစ်တယ်ဒီနေ့ဒီချိန်ဒီအသက်ရှင်ခွင့်ရတာကနောင်တနဲ့လှည့်လာတဲ့သူကိုသူစောင့်နေခြင်းဖြစ်တယ်အဲဒါကြောင့်နေလည်းမထူးဘာမှမထူးဘူးဆိုရင်အဲ့ဒါကစာတန်ကမြန်မြန်ခေါ်သွားလိမ့်မယ်
အဲ့ဒီတော့ကျွန်တော်တို့ဒီနေ့အသက်ရှင်ရတယ်ဆိုတာကဘုရားကနောင်တနဲ့ပြန်လှည့်လာဖို့အတွက်သူစောင့်နေခြင်းဖြစ်တယ်ဆိုတာနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ဆင်ခြင်နှလုံးသွင်းရအောင်ဘုရားကအစစ်အမှန်ဘုရားကတဆူတည်းဖြစ်တယ်တဆူတည်းရှိတယ်အစစ်အမှန်ဘုရားတဆူတည်းရှိတယ်အဲ့ဒီဘုရားကိုကျွန်တော်ရပြီးပြီလားလီနဲ့တူတယ်ဝိညာဉ်ကိုသစ္စာရှိပြီးတော့ကိုးကွယ်ရမယ်မမြင်ရတဲ့အရာဖြစ်တယ်မြင်ရတဲ့အရာအလုံးကဘုရားမဟုတ်ဘူးလို့အများကြီးရှိတယ်လို့သခင်ခရစ်တော်ကျွန်တော်တို့တတိပေးနေခြင်းဖြစ်တယ်အဲ့တော့ကြားနာတဲ့သူအရောက်တိုင်းဘုရားသခင်ပေးတဲ့ညီသက်ခြင်းမင်္ဂလာကိုအရောက်တိုင်းရနိုင်ပါစေနှလုံးထဲမှာဘုရားသခင်ကိုစစ်မှန်တဲ့အရာကိုတွေ့မြင်ရပါစေကျွန်တော်တွေ့မြင်တယ်ဆိုတာကမျက်စိအပြင်တော့မြင်လို့မရဘူးအဲ့ဒီဘုရားမျက်စိအပြင်ကြည့်လို့မမြင်ဘူးလက်အားဖြင့်ထိလို့မရဘူးဒါပေမဲ့ဝိညာဉ်အားဖြင့်ကျွန်တော်တို့မြင်နိုင်တဲ့ဘုရားဖြစ်တယ်အာမင်ဝိညာဉ်အားဖြင့်တွေ့နိုင်တဲ့ဘုရားဖြစ်တယ်ဝိညာဉ်လူကမှတာလင်အဲ့ဒီဘုရားကိုတွေ့တဲ့လူဖြစ်တယ်အာမင်ယေရှုကပြောတယ်ငါ့ကိုတွေ့တဲ့လူကငါခမဲတော်ကိုတွေ့ပြီတဲ့အာမင်ခမဲတော်ကိုတွေ့တဲ့လူကဆေလွတ်တော်မူတဲ့သားကိုတိတယ်တဲ့သားကိုတိတဲ့လူကသားပေးလင်းစေတဲ့လူတွေကသားတော်ကိုတိတယ်တဲ့အဲ့ဒီလူကခမဲတော်ကိုတွေ့တိတယ်တဲ့အဲ့ဒီဟာကဘာကိုပြောချင်လဲဝိညာဉ်အားဖြင့်တွေ့တယ်ဝိညာဉ်အားဖြင့်တိတာကိုပြောနေခြင်းဖြစ်တယ်အာမင်အဲ့တော့မျက်စိလူမျက်စိအားဖြင့်ကြည့်မြင်ခြင်းမဟုတ်ဘဲနဲ့မြင်တွေ့ရတဲ့အရာမဟုတ်ဘဲနဲ့ဝိညာဉ်အားဖြင့်မြင်တွေ့တဲ့ဘုရားကိုကျွန်တော်တို့ရှာရအောင်ကျွန်တော်မတွေ့သေးဘူးဆိုရင်နောက်တန်းနဲ့ပြန်လှည့်လာပါဘုရားကအတွေ့ခံတဲ့ဘုရားဖြစ်တယ်သူ့ကိုရှာနေတဲ့သူတိုင်းကိုတွေ့ခံတဲ့ဘုရားဖြစ်တယ်အဲ့ဒီတော့ဘုရားပေးတဲ့ကောင်းကြီးလူတိုင်းအပေါ်ကြားနာတဲ့သူတိုင်းအပေါ်ကိုဝန်ခံတဲ့သူရောက်တိုင်းပေါ်ကိုဘုရားကောင်းကြီးပေးပါစေဘုရားဖွင့်ပြပါစေအာမင်